ရဲ့ပူပြင်းလာတဲ့ပူရှင်ကိုအန်တူးရင်းနဲ့လက်ဆက်တဲ့ရာသီစာအသီးနှံလေးတွေကိုအရသာရှူရှူရှဲရှဲပွင့်ထွက်စေမယ်တီးဆုံချင်မောင်းတုတ်ကလေးလှုပ်ရှားကြည့်ကြရအောင်နော်ကဲခြံထွက်ဖြစ်တဲ့မယန်းသီးနဲ့တရက်သီးလေးတွေကိုခူးပါမယ်ရှင်ပြီးရင်တော့ရေအေးလေးတွေကိုဒီအသီးနှံလေးတွေကိုထည့်ပြီးတော့ခစ်ထခဏစိတ်ထားပေးပါမယ်ရှင်ပြီးရင်တော့စကားလေးနဲ့ရေပြန်စစ်ထားပေးပါမယ်ရှင်ပေါင်းဝင်ပြည့်စည်ဖြစ်တဲ့အသီးနှံလေးတွေကိုခက်ကြမ်းကြမ်းလေးတွေလှီထားပေးပါမယ်ရှင်စတော်ဘယ်ရီသီးလေးတွေကိုတော့ထိတ်ကလေးတွေဖြတ်ပြီးတော့ခက်ကြီးကြီးလေးတွေလှီထားပါတယ်ဇီးသီးလေးကိုလည်းလေးစိတ်ကလေးတွေစိတ်ထားပေးပါမယ်မယန်းသီးလေးတွေကတော့မှုံုံပဲမှုန်းထားပေးပါတယ်စပစ်သီးလေးတွေကတော့အညာလေးချွေပေးပါမယ်ရှင်ပြီးရင်တော့တရက်သီးလေးတွေလည်းထည့်ပြီးတော့လှီထားပေးပါမယ်ရှင်ဒီနေရာမှာနွေရာသီရဲ့ဆရာကြီးဖြစ်တဲ့တံမြာသီးကိုလည်းခက်ကြမ်းကြမ်းလေးတွေလှီထားပေးပါမယ်ရှင်ကဲအားလုံးရပါပြီရှင်ကဲအနှစ်အတွက်စားပြီးကြိုပါမယ်မီးဖို့ကိုဖွင့်ပြီးသေးအိုးလေးတင်ပြီးလို့ရှင်ထင်ရကလေး9လုံးကိုအရေးကြိုပေးပါမယ်ရှင်ထင်ရကလေးအရေးပျော်စားပြုပြီဆိုလို့ရှိရင်တော့အမိုက်တွေအသေးတွေပါမပါအောင်စီစစ်ပေးပါမယ်ရှင်စစ်ပြီးသားထညက်ရည်လေးကိုတော့အိုးထဲပြန်ထည့်ပြီးလို့ရှိရင်ငပီချင်းသားကိုထမင်းစားစုံတစ်စုံအကျန်းမှုကိုထမင်းစားစုံ2စုံအလော်မုတ်ကိုထမင်းစားစုံ2စုံထည့်ပြီးတော့ကြိုပေးပါမယ်ရှင်ဒီနေရာမှာအဆက်စားနိုင်တယ်ဆိုလို့ရှိရင်လည်းထပ်ထည့်နိုင်ပါတယ်ရှင်ပြီးရင်တော့ငါးငပြားကြီးလေးအနှဲငယ်အချိုမုတ်အနှဲငယ်အရသာစားလို့အရင်ကောင်းအောင်ပစွန်ကြောက်မုတ်ကလေးအနှဲငယ်ထည့်ပေးပါမယ်ရှင်ကဲပြီးရင်တော့မီးအလက်လေးနဲ့ကြိုပေးပါမယ်ရှင်ဒီနေရာမှာမီးပြင်းစရာမလိုပါဘူးရှင်ဆန်မုတ်ထည့်ခြင်းလည်းရပါတယ်ရှင်မမေကတော့ဆန်မုတ်ကိုမကြိုက်တဲ့အတွက်မထည့်တော့ပါဘူးရှင်တဖြည်းဖြည်းနဲ့ကြိုလာတာပြစ်လာပြီဆိုလို့ရှိရင်တော့အရန်ကိုအရသာရှိတဲ့ဆော့ကလေးရပါပြီရှင်ကဲအေးခံထားပါမယ်အေးသွားပြီဆိုလို့ရှိရင်တော့ဆော့ဆော့ကကြိုထားတဲ့အိုးတွေကိုလှီထားတဲ့မယန်းသီးစတော်ဘယ်ရီတံမြာသီးဇီးသီးတရက်သီးအသီးပေါင်းစုံလေးကိုထည့်ပြီးတဲ့အခါမှာအနှစ်ကိုအေးခံထားတဲ့အနှစ်ကလေးကိုအပေါ်ကလောင်းချလိုက်ပါမယ်ရှင်ကဲလက်အိတ်ကလေးကိုဆွပြီးတော့အသီးတစ်ခုချင်းစီကိုအရတောင်ဝင်အောင်နှံ့ဆက်အောင်နယ်ပေးပါမယ်ရှင်ဒီနေရာမှာစိတ်ရှိရှိတဲ့နယ်ပေးဖို့လိုပါတယ်ရှင်ဒါမှသာအသီးရဲ့အရသာဝင်မှာဖြစ်ပါတယ်ရှင်ကဲနေရင်လည်းအရသာရှိပြီးရှုရှဲပွင့်ထွက်စေမဲ့တီးစုံအချင်မောင်းတုတ်ကလေးရပါပြီရှင်ကဲစားကြပါအောင်ရှင်ကဲဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့အပေါင်းလေးနှိပ်အသေးလေးပေးခဲ့ဖို့လည်းမမေ့နဲ့နော်အခုလိုຫນွေပူပူမှာအရန်ကိုအရသာရှိပြီးရှူရှဲပွင့်ထွက်စေမဲ့တီးစုံအချက်မောင်းသုံးလေးကိုအိမ်မှာအလွယ်လင့်တကူလိုက်ပါလှူစားနိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲ့ဒီပြော